ကျွန်တော်တို့အိမ်ဖုန်းတွေမှာ TikTok ကဗီဒီယိုတွေကိုမူရင်းသူရဲ့ logo မပါအောင်ဘယ်လို down ရလဲဆိုတာသိပြီလား။ Okay ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့အိမ်ဖုန်းတွေမှာ TikTok ကဗီဒီယိုတွေကိုမူရင်းသူရဲ့ logo မပါအောင်ဘယ်လို down ရလဲဆိုတာကိုပြန်လည်ဝင်ပြပေးသွားမှာဖြစ်ပါတယ်နော်။ Okay အရင်ဆုံးအနေနဲ့ကျွန်တော်တို့က Buzzfeed Video ဆိုတဲ့အဲ့ဒီ software လေးတစ်ခုရှိရမှာဖြစ်ပါတယ်နော်ကျွန်တော်ခုပြထားတဲ့ software လေးပဲဖြစ်ပါတယ်နော်တကယ်လို့မရှိသေးဘူးဆိုရင်ကျွန်တော်တို့ Apple Studio တွေထဲသွားပြီးတော့ down ထားလိုက်မှာနော် Okay ဒါဆိုကျွန်တော်တို့ Apple Studio တွေထဲကိုသွားပြီးတော့ down လိုက်ကြအောင်နော် Okay ဒီ search bar မှာ Buzzfeed Video ဆိုတာလေးကိုကျွန်တော်တို့ရိုက်ရှာလိုက်မှာနော် Okay ဒီမှာပေါ်နည်းနည်းဆွဲနေလိုက်မှာနော် Okay ဒီ software လေးပဲဖြစ်ပါတယ်နော်ကျွန်တော်မှာတော့ down ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ open ဆိုတာလေးပေါ်နေတာပဲဖြစ်ပါတယ်နော် Okay ကျွန်တော်တို့ down ပြီဆိုရင်ကျွန်တော်တို့ပြင်ပြန်ထွက်လိုက်မှာနော် TikTok ဗီဒီယိုတွေ down မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ TikTok ထဲကိုဝင်လိုက်မှာနော်ဒီ search bar မှာပဲဖြစ်ဖြစ်ကိုကြိုက်နေတဲ့ save ထားတာတဲ့ဗီဒီယိုပဲဖြစ်ဖြစ်ကျွန်တော်တို့တစ်ခုခုရွေးလိုက်မှာနော်ကျွန်တော်ကတော့စေ့ထားတာမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော် search bar မှာပဲကျွန်တော်တို့ရှာလိုက်မှာနော် Okay ကျွန်တော်ကတော့ဒီဗီဒီယိုလေးပြပေးသွားမှာဖြစ်ပါတယ်နော် Okay ဒီလိုမျိုးဖြစ်သွားရင်ကျွန်တော်တို့ဒီမှာ share ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်မှာနော် Okay ဒီလိုမျိုးလေးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာမြောက်ပုံစံလေးနဲ့ပြထားတဲ့ download ဆိုတာလေးကိုမနှိပ်ပဲနဲ့အဲ့ download ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ဆိုရင်မူရင်းသူရဲ့ logo ပါသွားမှာဖြစ်ပါတယ်နော်အဲ့ဒါလေးကိုကျွန်တော်တို့ကမနှိပ်ပဲနဲ့ copy link ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နော် Okay copy link ယူပြီးဆိုရင်ကျွန်တော်တို့ပြင်ပြန်ထွက်လိုက်မယ်နော် Okay ကျွန်တော်တို့ပြင်ပြန်ရောက်ဆိုရင်ခဏက down ထားတဲ့ software တွေကိုကျွန်တော်တို့ဝင်လိုက်မယ်နော် Okay ဒီမှာဒီထက်ရောက်ဆိုရင်ကျွန်တော်တို့ဒီမှာအဝိုင်းလေးကိုနှိပ်လိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ဒီမှာ alarm ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နော် Okay ဒီမှာကျွန်တော်တို့ကြော်ညာလေးကိုခဏကြည့်ပြရမှာဖြစ်ပါတယ်နော် Okay ကြော်ညာလေးကြည့်ပြီးဆိုရင်ကျွန်တော်တို့ဗီဒီယိုက download ပြီးသွားပြီဖြစ်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုကအရန်တူတဲ့အတွက်ကြောင့်မလို့ခဏလေးပဲဖြစ်ပါတယ်နော်အရန်ထဲမှာလည်းလွယ်ကူရိုးရှင်းတယ်ဗျာသူအဲ့ software တွေက Okay ဒါဆိုကျွန်တော်တို့ပြင်ပြန်ထွက်လိုက်မယ်နော်ခဏက down ထားတဲ့ဗီဒီယိုကိုကျွန်တော်တို့ gallery ထဲမှာတွားပြန်ကြည့်မယ်နော် Okay ဒီမှာပဲဖြစ်ပါတယ်နော်ဒီ software လေးကအရန်ထဲမှာလွယ်ကူရိုးရှင်းနော် down ရတာလည်းအရန်မြန်တယ်ဗျာ Okay ဒီဗီဒီယိုလေးကတကယ်မိတ်ဆွေတို့အတွက်ကျိုးရှိမယ်လို့ထင်ပါတယ်နော်ဗီဒီယိုလေးကိုဆုံးထိလက်ကြည့်ပေးတဲ့တယောက်ချင်းစီနဲ့လည်းကျေးဇူးတင်ပါတယ်နော်တကယ်လို့သိချင်တာရှိရင် comment မှာမှတ်ခဲ့လို့ရရင်နော် Okay နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်